သားမီးတော်အားလုံးပဲမင်္ဂလာပါအရင်ဘက်ကပုံမြင်လေးကဘာအကြောင်းများလဲနော်ဟုတ်ပါပြီဒီနေ့မှာကတော့ယေရှုလေးမွေးဖွားပြီးကြီးပြင်းလာတဲ့နောက်ပိုင်းမှာအော်ဘယာဘယ်လိုမှုတွေပြုလုပ်ခဲ့လဲဆိုတဲ့အကြောင်းလေးကိုမမပန်းကပြပြသွားမှာဖြစ်ပါတယ်အားလုံးစိတ်လုံးရှားနေကြဘူးလားကဲဒါဆိုရင်တော့မမပန်းနဲ့တူသွားရောက်နားဆင်ကြရအောင်လားအဲ့ဒါကအန်အောဘယာတစ်ခုဖြစ်တယ်တကယ်ရှုနဲ့သူ့ရဲ့တပည့်တော်တွေကဖျားတကယ်နိုင်ငံတော်ကဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုလူတွေကိုပြသရင်ဣဒူလာတုံးလုံးကိုလှည့်လည်သွားလာခဲ့တယ်တဲ့ယေရှုဘာတွေလုပ်ခဲ့လဲမသိလားအိုးသိလေလားပဲသူတို့ကိုသူတင်ကြအဖြစ်ပေါ့တဲ့ရောက်တာပေါ့အဲ့ဒါအပြင်ယေရှုကလူတွေမယုံနိုင်စရာလူတွေမတတ်နိုင်တဲ့လူတွေဘလို့မှမထင်ထားနိုင်တဲ့အဘွယ်မှုတွေကိုလည်းပြုလုပ်ခဲ့တာဖြစ်တယ်ဝေါဒါပေမဲ့အဘွယ်မှုဆိုတာဘာလဲအော်ယေရှုကဘလောက်တကိုးကြီးလဲဆိုတာလူတွေကိုပြသတဲ့နမိတ်လက္ခဏာတစ်ခုပါအဲ့ဒီထဲမှာဒီနေ့၃ခုအကြောင်းကိုပြောပြမယ်တညယေရှုကသူ့ရဲ့တပည့်တော်တွေနဲ့အတူလေပေါ်မှာရှိနေတော့အိုးမဟုတ်ဘူးမုန်တိုင်းကပင်လယ်ကိုလွှမ်းမိုးသွားပြီငါတို့တွေနစ်တော့မယ်ငါတို့တွေသေတော့မယ်ငါတို့ဘယ်လိုလုပ်ကြမလဲအဲ့ဒီချိန်မှာယေရှုကတော့သင်္ဘောအထဲမှာအိတ်နေတယ်တွေ့တဲ့အတိုင်းကလေးတယောက်လိုပဲအဲ့ဒါနဲ့တပည့်တော်တယောက်ကယေရှုကိုပြောတယ်ယေရှုဂျေဇုပြုပြီးထားပါယေရှုထားပါဟုတ်ကဲ့ဘာဖြစ်လို့လဲကျွန်တော်တို့သေတော့မယ်အဲ့ဒါနဲ့ယေရှုကထားထိုင်လိုက်ပြီးမင်းတို့ဘာလို့အလောက်တောင်ကြောက်နေကြတာလဲအဲ့ဒီနောက်ကြီးမားတဲ့မုန်တိုင်းဘက်ကိုလှည့်ပြီးတော့ရပ်တော့လို့ပြောလိုက်တယ်အဲ့ဒါနဲ့ဘာဆက်ဖြစ်မဲ့တင်လဲမုန်တိုင်းကရပ်သွားခဲ့တယ်ဝေါယေရှုကမုန်တိုင်းကိုပြောလိုက်တာနဲ့သူကနာခံတယ်ဟုတ်တယ်ယေရှုကဖျားသခင်ရဲ့နိုင်ငံတော်မှာငါတို့ကြောက်စရာဘာမှမရှိဘူးဆိုတာကိုတပည့်တော်တွေကိုပြသနေခဲ့တာယေရှုကအရာအလုံးရဲ့ဘုရင်ပဲဟုတ်တယ်နောက်တစ်ခုအနေနဲ့ယေရှုရဲ့ပတ်လည်မှာမြို့နယ်ဝေးတဲ့နေရာစီကိုအစာမပါဘဲလိုက်လာခဲ့တဲ့လူတောင်ပေါင်းများစွာဝန်းရံနေခဲ့တယ်ဘိုက်စားလိုက်တာငါလည်းပဲဘိုက်စားတယ်တေးစားတစ်ခုလောက်ယူလာခဲ့ရမှာတေးစားနှစ်ခုလောက်ယူလာခဲ့ရမှာအဲ့ဒါနဲ့တပည့်တော်တယောက်ကယေရှုကိုပြောလိုက်တယ်ဂျေဇုပြုယေရှုဒီလူတွေအားလုံးကိုဘယ်လိုကြွေးကြမလဲဒါလေးအကူအညီဖြစ်မလားဗျဟမ်မုံငါးလုံးနဲ့ငါးတစ်တစ်နှစ်ကောင်မုံငါးလုံးနဲ့ငါးနှစ်ကောင်မုံငါးလုံးနဲ့ငါးနှစ်ကောင်ကဒီလိုထောင်ပေါင်းများစွာကိုကြွေးဖို့ဖြစ်နိုင်မှာမလားယေရှုသိချလို့လားဒါပေမဲ့ယေရှုကကောင်လေးရဲ့လက်ဆောင်ကိုယူပြီးဆုတောင်းလိုက်တယ်အဲ့ဒီနောက်အပိုင်းစားတွေကိုချိုးပေးပြီးလူတွေကိုဝေမျှပေးလိုက်တဲ့အခါမှာအပိုင်းစားတွေပွာလာတယ်ပိုင်းစားတွေများလာတယ်ပိုင်းစားတွေများလာတယ်အဲ့ဒီနောက်လူတွေဘိုက်ပြည့်တဲ့အထိစားရတဲ့အထိအပိုင်းစားတွေအများကြီးဖြစ်လာခဲ့တယ်။အိုးနောက်ထပ်နမိတ်လက္ခဏာတစ်ခုတပည့်တော်တွေတော့အံ့ဩနေကြတော့မှာပဲ။ဟုတ်တယ်အံ့ဩကြတာပေါ့။ယေရှုဟာသူတို့ကိုဘုရားသခင်ရဲ့ကောင်းဝင်နိုင်ငံတော်ဟာအမြဲတမ်းလုံလောက်တယ်ဆိုတဲ့နောက်ထပ်နမိတ်လက္ခဏာတစ်ခုကိုပြနေတယ်။လုံလောက်တဲ့စားစားလုံလောက်တဲ့နေထွေးမှုလုံလောက်တဲ့ချစ်ချင်းမြတ်တာ။ဘာလို့လဲဆိုတော့အရာအလုံးရဲ့အရှင်ဖြစ်လို့ပဲ။မင်းနားလေလာပြီ။နောက်တစ်ခုအနေနဲ့ကတော့အရက်စိတ်ပြအားငယ်တဲ့လူငယ်တယောက်ကယေရှုစီပြေးလာတယ်။ကျွန်တော်သမီးနေမကောင်းဖြစ်နေလို့တေတော့မယ်ကူညီပါအောင်လို့ပြောခဲ့တယ်။ယေရှုကလိုက်သွားခဲ့ပြီးအဲ့ဒီအိမ်ကိုရောက်သွားတဲ့အခါမှာကောင်မလေးကတော့ဆုံးနေခဲ့ပြီ။အိုးမဟုတ်ဘူး။ဒါပေမဲ့ယေရှုကမစိုးရိမ်နဲ့သူအဆင်ပြေပါတယ်ပြောရင်ကောင်မလေးကပြန်သက်ရှင်လာတဲ့အခုတွေ့တယ်လို့မျိုးပေါ့။ဒါကယေရှုဟာအနာရောဂါအလုံးပေါ်မှာရှင်ဘုရင်ဖြစ်တယ်ဆိုတဲ့နောက်ထပ်နမိတ်လက္ခဏာတစ်ခုပဲယေရှုဟာအရာခက်သိရဲ့ရှင်ဘုရင်ဖြစ်တယ်ဟုတ်တယ်ယေရှုကဘုရားသခင်ရဲ့ကောင်းဝင်နိုင်ငံမှာအိုခြင်းနာခြင်းမရှိဘူးဆိုတာကိုပြသနေခဲ့တာသူတို့အယံကိုစိတ်လှရှားနေခဲ့ကြမှာပဲဟုတ်တာပေါ့ဒါပေမဲ့အကုန်လုံးတော့မဟုတ်ဘူးဘသူကဒါကိုစိတ်လှရှားပဲနေမှာလဲဘာသာရေးကောင်းဆောင်ဖြစ်တဲ့ဖာရိရှဲတွေပေါ့
တို့စီးမင်းနဲ့အားလုံးကိုမှတ်တင်တင်လာတယ်ငါတို့စိတ်လုံးမရှာဘူးဟုတ်တယ်ယေရှုကအယံနာမည်ကြီးလာပြီတချို့လူတွေကသူ့ကိုဘယင်လို့တောင်ခေါ်နေကြပြီငါတို့ခုလုံးမှဖြစ်တော်မယ်အဲ့ဒါနဲ့ဖာရီရှဲတွေကဇက်တူကဲတွေစီသွားတယ်ငါတို့ကစီးမြင့်ချိုးပေါက်တဲ့လူတွေကိုအပြစ်ပေးဖို့တာဝန်ရှိတဲ့လူတွေပဲလာစကားပြောကြရအောင်ဖာရီရှဲတွေနဲ့ဇက်တူကဲတွေကယေရှုပြုလုပ်တဲ့အပွဲမှုအားလုံးကိုမကြိုက်ကြဘူးသူတို့ကဘာလို့မကြိုက်ကြတာလဲဘာလို့လဲဆိုတော့သူတို့ရဲ့အလုပ်တွေကိုလက်ယူသွားမှဆိုလို့ပဲယေရှုကအရာခက်တဲ့ရှင်မင်းဖြစ်တယ်ဟုတ်တယ်နောက်ထပ်ဘုရားသခင်ကအကြီးမားဆုံးအမွေမွန်တစ်ခုပြုလုပ်ဖို့ရန်အတွက်ယေရှုကိုအသုံးပြုတော်မယ်ဟုတ်လားဟုတ်တယ်အဲ့ဒါနဲ့ဖာရီရှဲနဲ့ဇက်တူကဲတွေကယေရှုကိုဖန်ဆီးဖို့ရန်အတွက်ရှာချင်ကြတော့တာပေါ့ကဲတသားမီတို့ရဲ့ဒီနေ့တော့ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะယေရှုပြုခဲ့တဲ့အမွေမှုတွေကိုမြင်တွေ့ရပြီလို့ယုံကြည်ပါတယ်ကဲနောက်ထပ်လာအောင်မဲ့ပုံမြင်တွေမှာဘယ်လိုမျိုးစိတ်လှုပ်ရှားစရာတွေကိုတွေ့ရမလဲဆိုတာကိုစောင့်မျှော်ရင်းနားထောင်ပေးကြအောင်เนาะအားလုံးပဲနှုတ်ဆက်ပါတယ်